တော်မဲမင်္ဂလာပါကျွန်တော်တို့မြန်မာတွေဟာဘဲကစတင်ပေါ်ပေါက်လာခဲ့တာလေဒီမိကွန်းဟာရိုးစင်းမှတွေကိုထင်ရပေမဲ့တကယ်တော့အမိုင်းပညာရှင်တွေကြောင့်ဒီနေ့တိုင်အဖြေထုတ်ရခက်ခဲနေတဲ့အကြီးမားဆုံးဗဟေနည်းတစ်ခုဖြစ်ရရှိနေတဲ့ပါကျွန်တော်တို့ငယ်ငယ်ကျွတ်စာသင်ခန်းတွေမှာသင်ကြားခဲ့ရတာကတော့မြန်မာလူမျိုးတွေဟာရေဒီ900ဆိုလိုတာကလုံခဲ့တဲ့နှစ်ပေါင်း1200လောက်ကတရုတ်ပြည်ယူနန်ဘက်ကနေဆင်းသက်လာပြီးမြန်မာနိုင်ငံအတွင်းကိုရောက်ရှိလာခဲ့တယ်ဆိုတာပါပဲဒါပေမဲ့ဒီယူဆကတကယ်ပဲမှန်သလားကျွန်တော်တို့ဟာဒီမြေမှာနောက်မှရောက်လာတဲ့ဧည့်သည်တွေတက်တက်လားဒါမှမဟုတ်ဘုံလကလေးကဒီမြေဒီမှာအမြင့်တွင်နေကြကြသူတွေလားဒီနေ့မှာတော့ကမ္ဘာကျော်ဖိတိရှာလူမျိုးမြန်မာသမိုင်းပညာရှင်ကြီးဂျော့ဟင်ရီလူ GS လူရဲ့အယူဆတွေကိုပြန်လည်ထောက်ပြမယ်ခိုင်လုံတဲ့အထောက်အထားတွေကိုတင်ဆက်ပေးတော့မှာပါအိန္ဒိယမိဘနဲ့တရုတ်မှတ်တမ်းဟောင်းတွေကတက်တည်ပြနေတဲ့ကျွန်တော်တို့မြန်မာတွေရဲ့စစ်မှန်တဲ့မူလအစဇင်းတွေကိုပေါ်ထုတ်ပေးတော့မှာပါကဲအားလုံးပဲစားကြရအောင်တကယ်တော့ကျွန်တော်တို့မြန်မာတွေဟာယူနန်ကလာတဲ့ဆိုတဲ့အယူအဆမပေါ်ခင်ကတည်းကလက်ခံထားတဲ့အစဉ်အလာတမိုင်းတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့မြန်မာအစတကောင်းငါဆိုတဲ့အဆိုပါပဲမန္တရသဝင်လိုကြံ့ကြီးတွေမှာတော့အကြတာကြီးဝင်မင်းမျိုးတွေဖြစ်တဲ့အဘိယဇာမင်းကြီးဟာအိန္ဒိယဘက်ကနေမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်လာပြီးတော့တကောင်းပြည်ကိုတည်ထောင်ခဲ့တယ်လို့ဆိုပါတယ်အမေရိကန်မှာတစ်ဆင့်သူရဲ့သားတော်တွေဖြစ်ကြတဲ့ကံရသာကြီးနဲ့ကံရသာငယ်တို့ဟာညံ့မိုဒီနဲ့တကောင်းတို့မှာအတီးတီးနန်းဆန်ခဲ့ကြပြီးတော့မြမမျိုးဆက်တွေစတင်ခဲ့တယ်လို့ကျွန်တော်တို့အစဉ်အလာရယုံကြည်ခဲ့ကြတာပါဒါဟာကျွန်တော်တို့မြန်မာတွေရဲ့စိတ်ထဲမှာနှစ်ပေါင်းများစွာကင်းအောင်နေတဲ့ပုံမြင်လိုရာဇဝင်လိုကျွန်တော်တို့ပုတ်ပဲဖြစ်ပါတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ခေတ်သစ်သမိုင်းပညာရှင်တွေပေါ်ပေါက်လာပြီးဒီတကောင်းအယူအဆဟာဓမ္မကြီးဆန်လွန်းနေလို့ဆိုတာစတင်ပေးချခဲ့ကြပါတော့တယ်အထူးသဖြင့်လွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကကမ္ဘာကျော်ဖိတိရှာလူမျိုးမြန်မာသမိုင်းပညာရှင်ကြီးဂျွန်ဟင်နရီတို့ GS လူဟာဗမာအစကြောက်စေကဆိုတဲ့စာတမ်းဆောင်ကိုရေးသားခဲ့ပြီးတော့မြန်မာသမိုင်းရဲ့အခြေခံအုတ်မြစ်တစ်ခုကိုချမှတ်ခဲ့ပါတယ်လူစာသူ့ရဲ့ theory ကိုတိစောက်ဖို့အတွက်တရုတ်မှတ်တမ်းဟောင်းတစ်ခုဖြစ်တဲ့မန်ရှူကိုအဓိကထားပို့ကားခဲ့ပါတယ်။သူ့ရဲ့ဆိုရ1832ခုနှစ်မှာနန်းစောတက်တီဟာအဲဒီတုန်းကကြီးကျယ်ခမ်းနားလာတဲ့ပြည်မင်းနေပြည်တော်တွေကိုရဲရဲဆက်ဆက်တိုက်ခိုက်ခဲ့တယ်။အဲဒီတိုက်ခိုက်မှုတွေကြောင့်ယူနိုင်ငံနဲ့ပြည်သူမျိုးတွေဟာသမိုင်းစာမျက်နှာပေါ်ကနေလုံးဝပျောက်ကွယ်သွားခဲ့ရတယ်လို့လူကဆိုပါတယ်။အဲဒီလိုနဲ့ပြည်သူတွေပျောက်ကွယ်သွားပြီးတဲ့နောက်1835ခန့်လောက်ကြာမှယူနန်တောင်ပိုင်းကနေမန်းလို့ခေါ်တဲ့လူမျိုးစုတွေဟာမြန်မာနိုင်ငံအလဲပိုင်းကျောက်ဆယ်ဒေသကိုစတင်အခြေချဝင်ရောက်လာခဲ့ကြတယ်လို့လူကဖော်ပြခဲ့ပါတယ်။သူ့ရဲ့အယူအဆအရတော့မန်းလူမျိုးတွေဟာယနေ့မြန်မာလူမျိုးတွေရဲ့ဘိုးဘေးတွေဖြစ်တဲ့ရှေးဥက္ကမများပဲဖြစ်ကြပါတယ်။အဲ့ဒီမန်းလူမျိုးစုတွေဟာမြေကြီးတော်အလွန်ကောင်းမွန်တဲ့ကျောက်ဆယ်စက်တခရိုင်နေရာမှာအခြေစိုက်ဆက်ပြိုးနေထိုင်ခဲ့ကြပြီးတော့အချိန်ကြာလာတာနဲ့အမျှမြင့်အားကြီးထွားလာပြီး1840ခုနှစ်မှာအကံပြည်ကိုတည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့လူစ်ကယူဆခဲ့ပါတယ်။ဒါဟာကျွန်တော်တို့ကျောင်းသင်ခန်းစာတွေမှာသင်ယူခဲ့ရတဲ့မြန်မာသမိုင်းရဲ့အစအဦးပိုင်းအယူအဆပဲဖြစ်ပါတယ်။ဒါပေမဲ့လေလူစ်ရဲ့ဒီအယူအဆတွေကိုမြန်မာပညာရှင်ကြီးတွေဖြစ်ကြတဲ့ဆရာကြီးဦးဖိုလက်ဒေါက်တာထင်အောင်နဲ့မူမမောင်တင်တို့ကလုံးဝလက်မခံကြကြပါဘူး။သူကလူစ်ရဲ့ရေးသားချက်တွေဟာခိုင်မာတဲ့အထောက်အထားမရှိဘဲတရုတ်မှတ်တမ်းတစ်ခုလေးပေါ်မှာအခြေခံပြီးတော့မိမိလိုရာဆွဲကောက်ချက်ချထားခြင်းသာဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။သူ့ရဲ့ကန့်ကွက်မှုကိုအားဖြည့်ပေးတဲ့ခိုင်မာဆုံးသောအချက်ကတော့ဖြစ်ပစ်သိပ္ပံနည်းကျအင်ဗွန်ပတ်တန်းကာဗွန်ဒိုက်စစ်စစ်ချက်တွေပဲဖြစ်ပါတယ်။ရှေးဟောင်းပြမျိုးတော်ကြီးတွေဖြစ်တဲ့အမေရိကတရာနဲ့ခြားပြမျိုးဟောင်းတွေကိုစစ်ဆေးကြည့်လိုက်တဲ့အခါမှာအဲ့ဒီမျိုးတွေရဲ့ပတ်တန်းဟာ BC 10ရာစုလိုတာကဘုံငယ်တဲ့နှစ်ပေါင်း3000နီးပါးကလေးကတည်ရှိနေခဲ့ခြင်းဖြစ်တာကိုသိရှိခဲ့ရတာပါ။အဘုံတက်တန်းဟာ10ရာစုအထိဆက်လက်တည်ရှိနေတာကိုသိရှိရတာကြောင့်မြန်မာသမိုင်းကြောင်းဟာလူစပြောခဲ့တဲ့9ရာစုထက်အစာပေါင်းများစွာပုံမှုဆိုးစီးနေတယ်ဆိုတာမြင်မြင်ရတဲ့အမှန်တရားတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့လူမျိုးစုအမည်နဲ့ပတ်သက်လို့လည်းအိန္ဒိယဘက်ကအရှေးအောင်အထောက်ထားတွေမှာစိတ်ဝင်စားဖွယ်ရအချက်လက်များကြီးပဲတွေ့ရပါတယ်
အိန္ဒိယမှတ်တမ်းတွေရတော့မြန်မာနိုင်ငံရဲ့တမိုင်းကြောင်းဟာBC 300ဆိုထက်နောက်မကျပဲအဆင့်မြင့်ယဉ်ကျေးမှုတွေထွန်းကားနေပြီဖြစ်တယ်ဆိုတာပေါ်ပြနေပါတယ်။အဲ့ဒီအချိန်ကရှေးမြစ်စမဒေသနိုင်ငံသားတွေဟာမြန်မာနိုင်ငံကိုဗရမာရလို့ခေါ်ဆိုခဲ့ကြပါတယ်။ဒီနေရာမှာအထူးပဲအံ့ဩစရာကောင်းတဲ့အချက်ကတော့ယနေ့အထိတိုင်ပဲအချို့အိန္ဒိယနိုင်ငံသားတွေဒီဘောနိုင်ငံသားတွေနဲ့ဂေါ်ရခတပ်ဖွဲ့ဝင်တွေဟာမြန်မာလူမျိုးတွေကိုရှေးမူလအမိတိုင်းပရမလို့သာဆက်လက်ခေါ်ဆိုနေကြခြင်းဖြစ်ပါတယ်။ကဘာကျော်သူတေဒီဆရာကြီးဦးစိန်ရဲ့လေ့လာချက်အရဒီပရမဆိုတဲ့စကားလုံးကနေမရမအဲဒီကနေမှတစ်ဆင့်မြန်မာဆိုတဲ့အမည်နာမကိုအဆင့်ဆင့်အတန်ပြောင်းလဲလာခြင်းဖြစ်နိုင်ပါတယ်တဲ့။ဒါဟာကျွန်တော်တို့ရဲ့မြန်မာဆိုတဲ့အမည်ဟာမတန်ခေတ်ကမှစတင်ခဲ့တာမဟုတ်ပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကတည်းကကဘာကသိရှိနေတဲ့အမည်တစ်ခုဖြစ်နေတယ်ဆိုတာကိုသက်သေပြနေတာပဲဖြစ်ပါတယ်။လူဖကပကံကို900စုကျမှတည်ဆောင်နေတယ်လို့ဆိုပေမဲ့တရုတ်နိုင်ငံရဲ့ရှေးဟောင်းမှတ်တမ်းအချို့ကတော့ဒီအချက်ကိုညှင်းပယ်နေပါတယ်။ဒီတစ်ပြင်တရုတ်ဝင်းမင်းဆက်ရဲ့AD 220ကနေ268ခုနှစ်အတွင်းမှတ်တမ်းတွေကိုပြန်ကြည့်ရင်ပရမနိုင်ငံနဲ့အတူပကံဆိုတဲ့အမည်ကိုရည်ညွှန်းတဲ့အတန်ထွက်စင်တို့အထောက်အထားတွေကိုတွေ့ရှိရတာပါ။ဒါဟာကဘာကျော်သူတေဒီဆရာကြီးဦးစိန်ကတရုတ်မှတ်တမ်းဟောင်းတွေကိုကြနာနာဖော်ထုတ်ပြီးသက်သေပြခဲ့တဲ့အချက်လည်းဖြစ်ပါတယ်။ဒီချက်ဟာတကယ်ပဲအရေးကြီးပါတယ်။ဘာလို့လဲဆိုတော့AD 300စုမှာပကံနိုင်ငံဟာကမ္ဘာမှတ်တမ်းတွေကိုရောက်ရှိနေပြီဖြစ်တာကြောင့်လူပြောခဲ့တဲ့AD 900စုထက်နှစ်ပေါင်း600ကျော်ပိုဆိုးနေတာပဲဖြစ်ပါတယ်။ဒါအပြင်AD 600စုလေရင်မင်းဆက်မှတ်တမ်းတွေမှာလည်းပရမနိုင်ငံလို့ဆက်လက်ပေါ်ပြထားတဲ့အတွက်ကျွန်တော်တို့ရဲ့နိုင်ငံဟာရှင်းနှစ်ပေါင်းမြတ်စွာကလေးကခိုင်မာစွာတည်ရှိနေကြတယ်ဆိုတာသင်ရှားနေတာပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ဟာပြည်လူမျိုးတွေပျောက်ကွယ်သွားပြီးမှရောက်လာသူတွေမဟုတ်ပါဘူး။ရခိုင်ရာသဝင်မှတ်တမ်းတွေကိုပြန်လည်လေ့လာကြည့်မယ်ဆိုရင်လည်းမကန်းမင်းဆက်တွေကိုလူမျိုးများအဖြစ်သာအစဉ်အဆက်မှတ်တမ်းတင်ခဲ့ကြတာကိုတွေ့ရပါတယ်။ဥပမာအားဖြင့်နော်ရထာမင်းကိုယူမင်းလို့အလောက်စီသူမင်းကိုယူသုံးသိမ့်မင်းလို့ခေါ်ဆိုခဲ့ကြတာဟာမြန်မာနဲ့ပြူဟာခွဲခြားလို့မရတဲ့တသားရသောမျိုးဆက်တွေဖြစ်တယ်ဆိုတာအခိုင်အမာသက်သေပြနေတာပါခေတ်သစ်သမိုင်းအမြင်ရမြန်မာဆိုတာပြူတို့ရဲ့အစင်းမြင့်ရည်ကြီးမှုအခြေခံတွေနဲ့မြောက်ဘက်ကနေဆင်းသက်လာတဲ့မျိုးနွယ်စုသစ်များရဲ့စွမ်းရည်တွေပေါင်းဆက်သွားတဲ့တောင်ကူအိုးကြီးတစ်ခုပဲဖြစ်တဲ့ဒီနေ့ခေတ်ဒီကနေစစ်ဆေးချက်တွေမှာလည်းမြန်မာလူမျိုးတွေရဲ့တွေးထဲမှာပြည့်ဘက်မြန်မာဝန်ခမာနဲ့အိန္ဒိယမျိုးရိုးဗီဇတွေအချိုးကျရုံနှုတ်ထားတယ်ဆိုတာကိုတွေ့ရတာပါ။ဒါဟာကျွန်တော်တို့ဟာရှင်းနှစ်ပေါင်းများစွာကတည်းကဒီမြေဒီရီမှာအတူတကွတောင်းစီနေဆိုင်ခဲ့ကြသူတွေဖြစ်တယ်ဆိုတာပြသနေတာပဲဖြစ်ပါတယ်။ဒီကုန်းချုပ်ရရင်တော့ကျွန်တော်တို့မြန်မာတို့ရဲ့အစဟာရန်ညောင်းတစ်ခုတွေကဆင်းသက်လာတာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာပရမလို့ကဘာကခေါ်ခဲ့တဲ့ပြည်လူမျိုးတွေရဲ့အငွေနှစ်ကိုလမ်းစိတ်ဆက်ကန်ထားသူတွေဖြစ်တယ်လို့အစင်အလာရာဇဝင်တွေရဲ့ဘုံယူစရာတမန်ကြောင်းတွေနဲ့လည်းဆက်နွယ်နေပါတယ်။ကျွန်တော်တို့ရဲ့တမန်ဟာနှစ်ပေါင်း1000မဟုတ်ပါဘူး။နှစ်ပေါင်း3000နီးပါးခိုင်ခိုင်မာမာတည်ရှိနေကြတာဖြစ်ပါတယ်။အခုလိုကျွန်တော်တို့ရဲ့မြန်မာမူလအစဇင်းမြစ်ကိုအတူတူလေ့လာပေးခဲ့တဲ့အတွက်ပရိသတ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။